MLBB မှာအခုလို time limited skin တွေကိုဘယ်လို hack ရမလဲအရင်ဆုံး skin hack ဖို့ဆိုရင် app လေးနှစ်ခုလိုပါမယ်အဲ့ဒါကတော့ VICC Tool app နဲ့ Shizuku app လေးပဲဖြစ်ပါလေ VICC Tool app ကိုတော့ Play Store မှာအခုလိုလွယ်ကူစွာ download လုပ်လို့ရပါတယ်ဗျာ Shizuku app ကိုတော့ Chrome မှာရှာ download လုပ်လို့ရပြီကျွန်တော်ရဲ့ TikTok account မှာလည်း download နည်းနဲ့အသုံးပြုနည်းကိုပင်ထုတ်ထားတဲ့ဗီဒီယိုမှာဝင်ကြည့်လို့ရပါတယ်ဗျာတကယ်လို့မိတ်ဆွေကရှာမတောင်းတက်ဘူးဆိုရင်အခုပြထားတဲ့ကျွန်တော်ရဲ့ Telegram channel ထဲမှာ app file တွေတင်ပေးထားတာမလို့မိတ်ဆွေတို့အနေနဲ့အလွယ်တူရှာပြီး download ရပါတယ်ဗျာအရင်ဆုံး Shizuku app အသုံးပြုနည်းကိုဒီချာလေးရှင်းပြပေးပါမယ်ဗျာအရင်ဆုံးကျွန်တော်တို့ Shizuku app ထဲကိုဝင်လိုက်ရင်အခုလိုပေါ်နေလိမ့်မယ်ဗျာပြီးသွားရင် pairing ဆိုတဲ့စာလုံးလေးကိုနှိပ်ပေးရမယ်ဗျာပြီးသွားရင်ကျွန်တော်တို့ notification option ဆိုတာလေးကိုနှိပ်ပေးရမယ်ဗျနှိပ်ပြီးသွားရင်ကျွန်တော်အခုပြထားတဲ့နေရာလေးကိုဖွင့်ပေးရမယ်ဗျပြီးသွားရင်ဒီနေရာမှာသူပြောထားတာက notification shake မှာ Android ဆိုတာလေးပြောင်းပေးရမယ်လို့ပြောထားတဲ့အတွက် setting ထဲမှာကျွန်တော်တို့အရင်ဝင်ပြောင်းလိုက်မယ်ဗျဖုန်း setting တဲကိုရောက်ရင်အခုပြထားတဲ့နေရာလေးမှာ notification style ဆိုပြီးရိုက်စားလိုက်မယ်ဗျအခုပြထားတဲ့နှစ်ခုတည်းကတစ်ခုကိုနှိပ်လိုက်ပါဗျာဒီနေရာမှာမိတ်ဆွေတို့အနေနဲ့မပြောင်းရသေးရင် classic ဆိုပြီးပြနေလိမ့်မယ်ဗျာအဲ့နေရာမှာကျွန်တော်တို့က Android ဆိုပြီးထားပေးရမယ်ဗျာနောက်တစ်ခုအနေနဲ့ကမိတ်ဆွေတို့ Shizuku app အသုံးပြုတော့မယ်ဆိုရင် internet ရတဲ့ Wi-Fi သို့မဟုတ် mobile hotspot တစ်ခုခုချိန်ပြီးအသုံးပြုရမှာပဲဖြစ်တယ်ဗျာပြီးတော့ရင်ကျွန်တော်တို့ Shizuku app ထည့်ပြမယ်ဗျာအခုပြထားတဲ့ developer option ဆိုတာကိုနှိပ်လိုက်ပါဗျာဒီနေရာမှာ developer options မဖွင့်ရသေးတယ်သို့မဟုတ်မဖွင့်တတ်သေးတဲ့မိတ်ဆွေတို့တို့ developer options ဖွင့်နည်းကိုကျွန်တော်အရင်ဆုံးပြောပြပေးပါမယ်ဗျာ developer options ဖွင့်ဖို့အတွက်အရင်ဆုံးဖုန်းရဲ့ setting တွေကိုဝင်လိုက်ပါမယ်ဗျာပြီးတော့ရင် my device သို့မဟုတ် about phone ဆိုတာလေးကိုနှိပ်လိုက်ပါဗျာပြီးတော့ရင် OS version ဆိုတာလေးကို9ချက်နှိပ်ပေးရပါမယ်ဗျာတကယ်လို့မိတ်ဆွေတို့ဖုန်းက Hyper OS မတင်ရသေးရင် MIUI version ဆိုပြီးပေါ်နေပါလိမ့်မယ်ဗျာ9ချက်နှိပ်ပြီးသွားရင်တော့အခုလို you are now a developer ဆိုတဲ့စာသားလေးပေါ်လာရင်ပွင့်သွားပါပြီဗျာ developer options ပွင့်ပြီးသွားရင်ကျွန်တော်အခုပြထားတဲ့နေရာလေးရောက်အောင်ဆွဲလိုက်ပါဗျာဒီနေရာကိုရောက်ပြီဆိုရင်ကျွန်တော်အခုပြထားတဲ့နေရာလေးတွေကိုဖွင့်ပေးရပါမယ်ဗျာဖွင့်ပြီးသွားရင်ကျွန်တော်အခုပြထားတဲ့ wireless debugging ဆိုတဲ့ဘေးနာကမြားသေးလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်ကျွန်တော်တို့ဒီနေရာကိုရောက်မယ်ဗျပြီးသွားရင်ကျွန်တော်အခုပြထားတာလေးကိုဖွင့်ပေးရမယ်ဗျဒီနေရာမှာကျွန်တော်တခုပြောချင်တာကမိတ်ဆွေတို့အနေနဲ့ Wi-Fi သို့မဟုတ် mobile hotspot ချိတ်ထားမှာဒီခလုတ်လေးကိုဖွင့်လို့ရမှာဖြစ်တယ်ဗျဖွင့်ပေးသွားရင်အခုလိုပေါ်နေလိမ့်မယ်ဗျပြီးသွားရင်ကျွန်တော်အခုပြထားတဲ့အောက်ဆုံးကစာတန်းလေးကိုနှိပ်ပေးပါဗျာနှိပ်ပြီးသွားရင်ကျွန်တော်အခုပြထားသလိုမျိုးကုတ်6လုံးပေါ်နေပါလိမ့်မယ်ဗျာကုတ်6လုံးရပြီဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ notification bar လေးကိုဆွဲလိုက်ရင်အခုလိုမျိုး Shizuku app စာတန်းလေးတွေ့ရပါလိမ့်မယ်ဗျာပြီးသွားရင်ကျွန်တော်အခုပြထားတဲ့မြားသေးလေးကိုနှိပ်လိုက်ပါဗျာနှိပ်ပြီးသွားရင်အခုလိုမျိုးကုတ်ထည့်လို့ရမယ့်နေရာလေးပေါ်လာမှာဖြစ်ပြီးအဲ့နေရာမှာပဲကုတ်6လုံးကိုတိကျစွာထည့်ပေးရမှာပဲဖြစ်တယ်ဗျာမိတ်ဆွေတို့ထည့်လိုက်တဲ့ကုတ်မှန်ကန်ရင်အခုလိုမျိုး pairing successful ဆိုပြီးဖြစ်သွားပါလိမ့်မယ်ဗျာပြီးသွားရင် Shizuku app ထဲကိုပြန်ဝင်ပြီး start ဆိုတာလေးကိုနှိပ်လိုက်ပါဗျာအခုဆိုရင် Shizuku app ရသွားပါပြီဗျပြီးသွားရင်တော့ authorize ဆိုတာလေးကိုနှိပ်ပြီးခုနက download လုပ်ထားတဲ့ VICC Tool app ကိုဖွင့်ပေးရမှာပဲဖြစ်တယ်ဗျဖွင့်ပြီးသွားရင်ကျွန်တော်အခုပြထားတဲ့စာတန်းလေးကိုနှိပ်ပေးပါဗျပြီးသွားရင်အခုပြထားတဲ့ export file ဆိုတာလေးကိုနှိပ်လိုက်ပါဗျဒီနေရာရောက်ရင် com.mobile legend ဆိုတဲ့ file လေးကိုရှာဖို့အတွက် media ဆိုတာလေးကိုနှိပ်လိုက်ပါဗျပြီးသွားရင်ကျွန်တော်အခုပြထားတဲ့ com.mobile legend file လေးကိုနှိပ်လိုက်ပါဗျဒီနေရာရောက်ပြီဆိုရင်တော့ use this folder ဆိုတာလေးကိုနှိပ်လိုက်ပြီး allow လုပ်ပေးလိုက်ရင် Shizuku app ရဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီဗျာပြီးသွားရင်ကျွန်တော်တို့ခုနက download လုပ်ထားတဲ့ VICC Tool app ထဲကိုဝင်လိုက်မယ်ဗျာပြီးသွားရင် Shizuku ဆိုတဲ့ file လေးကိုရှာရမယ်ဗျာအခုလိုမျိုးတွေ့ပြီဆိုရင်တော့အဲ့ဒါလေးကိုနှိပ်ပြီး use this folder ဆိုတာလေးကိုနှိပ်လိုက်ပါဗျာအခုဆိုရင်တော့ရသွားပါပြီဗျာ
ဒီနေရာရောက်မိတ်ဆွေတို့ထည့်ကျင်တဲ့ hero skin လိုက်ရှာထည့်လို့ရပါတယ်ဗျာကျွန်တော်ကတော့6ပဲတီးလို့6 skin ပဲလုပ်ပြမယ်ဗျာဒီနေရာမှာအောက်ဆုံးကအကွာထက်ကမိတ်ဆွေတို့ပြောင်းကျင်တဲ့ hero skin လိုက်ရှာပြီးထည့်နေလိုက်ပါဗျာကျွန်တော်ကတော့6 stand skin လေးနဲ့လုပ်ပြမယ်ဗျာအခုလိုရွေးပြီးထွားရင်ကျွန်တော်ပြထားတဲ့ inject skin ဆိုတာကိုနှိပ်လိုက်ရင်ရပါပြီဗျာပြည့်သွားပြီဆိုတော့ကျွန်တော် game ထဲကိုဝင်ကြည့်လိုက်မယ်ဗျာI rap, therefore I am. I rap, therefore I am. I rap, there. အခုဆိုရင်တော့ရတော့ပါပြီဗျာမိတ်ဆွေတို့အနေနဲ့အဆင်မပြေတာလေးတွေရှိရင် comment မှာမှတ်ခဲ့ပြပါဦးဗျာအဆုံးထိကြည့်ရှုပေးတဲ့တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ကတော့ gaming by ထုံလက်ထီပါတယ်ဗျာ